အားလုံးပဲမင်္ဂလာပါဒီကနေ့ဒီဗီဒီယိုမှာကျွန်တော်မျှဝေသွားမယ့်နေ့ပြင်သားလေးကတော့ကွန်ပျူတာသုံးခုတဲ့တကယ်ချင်းတွေအတွက်ကိုယ့်ရဲ့ကွန်ပျူတာမှာပေးထားတဲ့ password ကိုအသစ်ချိန်တဲ့နည်းလေးရဲ့နောက်တစ်ခုကကျွန်တော်တို့ password ကိုပြန်ပြီးတော့ဖြုတ်တဲ့နည်းလေးရဲ့ကိုကျွန်တော်ကမျှဝေသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်တကယ်ချင်းတယောက်ကတောင်းဆိုထားတာဖြစ်ပါတယ်ဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့နေ့ပြင်သားလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့က Windows ရဲ့ဒီမှာရှိနေတဲ့ Start menu ကို click ချက်ထောက်မယ်ပြီးဒီမှာရှိနေတဲ့ setting icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီစာမျက်နှာကိုရောက်ရှိလာပြီဒီစာမျက်နှာကိုရောက်ရှိလာပြီဆိုရင်ဒီမှာရှိနေတဲ့ account ဆိုတဲ့ဒီ point လေးကို click ချက်နှိပ်ပါဒီစာမျက်နှာကိုရောက်ရှိလာပြီဆိုရင်ဒီဘက်ဘက်ရှမ်းမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ sign in option ဆိုတဲ့ point လေးကို click ချက်နှိပ်လိုက်ပါโอเคဒီစာမျက်နှာကိုရောက်ရှိလာပြီဒီစာမျက်နှာမှာတော့တကယ်ကျွန်တော်ကအခုကျွန်တော်ထောက်ပြတဲ့ password ဆိုတဲ့ point လေးကို click ချက်ထပ်နှိပ်ပါโอเคပြီးရင်ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ change ဆိုတဲ့ဒီ button လေးเนาะဒါလေးကို click ချက်နှိပ်လိုက်ပါဆိုတော့ဒီရစင်းကိုရောက်ရှိလာပြီဒီရစင်းကိုရောက်ရှိလာပြီဆိုရင်တကယ်ကျွန်တော်ကဒီမှာကျွန်တော်အခုထောက်ပြတဲ့ text box လေးထဲမှာကိုပေးထားတဲ့ password အဟောင်းကိုမှန်မှန်ကန်ကန်ရိုက်ထည့်ပေးလိုက်ပါပြီးရင်ကျွန်တော်နေနဲ့ဆက်သွားမယ်โอเคအခုလိုမျိုးကျွန်တော်တို့ change your password ဆိုတဲ့အဆင့်ရောက်ရှိလာပြီဆိုရင်တကယ်ကျွန်တော်ဒီမှာရှိနေတဲ့ text box လေးထဲမှာကိုပေးချင်တဲ့ password အသစ်ကိုပေးပါပြီးရင်ဒုတိယ point မှာလည်းခုနကအပေါ်ကပေးခဲ့တယ်လို့ပဲကျွန်တော်တို့ထပ်တူထပ်မြပြန်ပေးမယ်နော်โอเคပြီးရင်ဒီအောက်ဆုံး point မှာတော့တကယ်ကျွန်တော်ကကိုပေးချင်တဲ့ name ကိုထည့်ပေးလိုက်ပါကျွန်တော်ကတော့โอเคတလုံးလောက်ဆိုရပြီเนาะဆိုတော့တကယ်ကျွန်တော်ကဒီညမှာတကယ်ကျွန်တော်ပေးရှင်တဲ့ name ကိုပေးပါโอเคပြီးရင်ဒီ name လေးကိုမှတ်ထားเนาะโอเคပြီးရင်ကျွန်တော် next ကိုဆက်သွားမယ်ပြီးရင်ကျွန်တော်ဒီမှာရှိနေတဲ့ finish ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါโอเคကျွန်တော်တို့စမ်းကြည့်လိုက်မယ်เนาะကျွန်တော်တို့ကွန်ပျူတာကို လော့ချလိုက်မယ်โอเคအဆင်ပြေသွားပြီเนาะဒါကတော့ကျွန်တော်တို့ password အသစ်ပြောင်းတဲ့အဆင့်မှာနောက်တစ်ဆင့်ကတော့ကျွန်တော်တို့ဒီ password ကိုကျွန်တော်တို့မသုံးချင်လို့ပြန်ဖြုတ်တဲ့နည်းလေးကိုဆက်ပြီးတော့သွားလိုက်မယ်။ Okay ခုနကလိုပဲကျွန်တော်တို့ဒီမှာရှိနေတဲ့ Windows ရဲ့ Start menu နှိပ်မယ် Setting icon လေးတစ်ချက်ထပ်နှိပ်မယ်။ဒီစာမျက်နှာမှာဒီမှာရှိနေတဲ့ account ဆိုတာကိုတစ်ချက်ထပ်နှိပ်မယ်။ဒီအဆင့်မှာကျွန်တော်တို့ထောက်ပြတဲ့ sign in option ဆိုတာကို click တစ်ချက်ထပ်နှိပ်မယ်။ဆိုတော့ဒီအဆင့်ကိုရောက်ရှိလာပြီဒီအဆင့်မှာတော့အခုကျွန်တော်ထားပြတဲ့ password ဆိုတဲ့ point လေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာရှိနေတဲ့ change ဆိုတဲ့ button လေးကိုတစ်ချက်ထပ်နှိပ်မယ်ပြီးရင်ခုနလိုပဲကျွန်တော်တို့ကိုပေးထားတဲ့ password เนาะပြီးကျွန်တော် next ကိုဆက်သွားမယ်ပြီးရင်ဒီ change your password ဆိုတဲ့ဒီနောက်ဆုံးအဆင့်ကိုရောက်ရှိလာပြီဆိုတော့တကယ်ကျွန်တော်ကဒီမှာเนาะဒီပထမဒုတိယတတိယ၃ပါးရှိရเนาะကျွန်တော်တို့ပထမနဲ့ဒုတိယကိုကျွန်တော်တို့ဘာမှမထည့်နဲ့ဒီအောက်မှာခုနကကျွန်တော်တို့ထည့်ထားတဲ့ name ကိုရေးပေးလိုက်ပါเนาะတကယ်ကျွန်တော်ကတကယ်ချင်းတို့ထည့်ပေးထားတဲ့ name ကိုထည့်ပေးပါကျွန်တော်တို့ဒီမှာခုနကကျွန်တော်ဖြိုးဆိုပြီးထည့်ထားတာဖြစ်တဲ့အတွက်အဲဒီ name ကိုပဲကျွန်တော်ပြန်ထည့်ပေးလိုက်တယ် okay ပြီးကျွန်တော် next ကိုဆက်သွားမယ်ပြီးကျွန်တော်တို့ finish ကိုနှိပ်လိုက်မယ် okay ဒါကတော့ကျွန်တော်တို့ password ပြန်ဖြုတ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ကွန်ပျူတာကိုကျွန်တော် launch ကြည့် okay ဒီမှာနော်ကျွန်တော် password မလိုတော့ပါဘူး okay အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်